ကယ်လ်ဆီယမ်နေစားရင်တောက်ရင်ကြောက်တယ်ဆိုတဲ့အယူဆကြောင့်နွားနို့တောက်ရမှာကိုကြောက်နေပါသလားဒါကလူအတော်များများမှားယွင်းပြီးတော့သိထားတဲ့အချက်ပါစီးကြောက်တွေက80%လောက်ကကယ်လ်ဆီယမ်ကြောက်တွေမှန်ပေမဲ့အစားတောက်ထဲမှာပါတဲ့ကယ်လ်ဆီယမ်ကစီးကြောက်မဖြစ်အောင်ဟန်တာပေးပါတယ်ဘာကြောင့်လဲဆိုတော့အစားအစာတွေထဲမှာပါတဲ့ကယ်လ်ဆီယမ်ကတခြားအစားအစာတွေထဲမှာပါတဲ့အောက်ဆဲလိတ်နဲ့ဦးလန်းချောင်းထဲမှာနေပေါင်းသွားပါတယ်ပြီးတော့ဝမ်းထဲကနေဆွန့်ထုတ်လိုက်တဲ့အတွက်ကြောင့်ကြောက်ကက်ထဲကိုမရောက်တော့လို့ပါအကယ်၍ကြောက်ကက်ထဲကျမှကယ်လ်ဆီယမ်နဲ့အောက်ဆဲလိတ်တွေပေါင်းပြီးကယ်လ်ဆီယမ်အောက်ဆဲလိတ်ဖြစ်သွားပြီဆိုရင်တော့စီးကြောက်လို့ခေါ်ပါတယ်ကြောက်ကက်ထဲကနေဆွန့်ထုတ်ဖို့လည်းခက်သွားပါပြီဒါပေမဲ့တစ်ခုသတိပြုရမှာကယ်လ်ဆီယမ်အားဆေးတွေကိုတော့သတိထားရပါမယ်စားတော့ကနေရတဲ့ကယ်လ်ဆီယမ်ကဘေးကင်းလေးရှိပေမဲ့ဆေးပြားအနေနဲ့ဆိုရင်တော့ဘိုက်ထဲမှာဘာမှမရှိဘဲနဲ့ကယ်လ်ဆီယမ်ဆေးတွေကိုတောက်မိရင်စီးထဲမှာကယ်လ်ဆီယမ်ဓာတ်တွေရုပ်ပြည့်များသွားပြီးတော့ကြောက်တဲ့နိုင်ကြီးပိုများနိုင်ပါတယ်ဒါကြောင့်ကယ်လ်ဆီယမ်အားဆေးတွေတောက်မယ်ဆိုရင်အစားနဲ့ရောပြီးတော့တောက်တာပိုကောင်းတယ်လို့တောက်ဖို့လိုမလိုလဲဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။နို့ဒိန်ချင်းဒါမှမဟုတ်ငါးလေးတွေလိုမျိုးသဘာဝအစားအစာတွေကနေပဲကယ်လ်ဆီယမ်ကိုရအောင်ယူနိုင်ရင်တော့အကောင်းဆုံးပါပဲခင်ဗျာ။